Mobile Legend hero တွေထဲမှာလူဆိုးလူချမ်းတွေများဆမရှိပေမဲ့လမ်းတော်ပြည်ကြီးတစ်ခုလုံးစစ်တလင်းဖြစ်အောင်မိဟုံတောင်းပတ်မွေခဲ့ကြတဲ့ hero တွေရှိနေပါတယ်။ Abyss မှာရှိနေတဲ့ Demon လို့ခေါ်တဲ့ net soul တွေကဘယ်သူတွေလဲ။အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Gen 17 Facebook နဲ့ YouTube channel ကနေကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုလေးမှာတော့ Demon ခေါ် villain hero တချို့ဘာကြောင့် net soul ဖြစ်လာရတဲ့ဆိုတဲ့အဓိကအကြောင်းရင်းကို share လုပ်ပေးသွားမှာဖြစ်ပါတယ်။ villain hero ဖြစ်တဲ့ hero အာဂတ်နဲ့စလိုက်ကြရအောင်။အာဂတ်ကမွေးဖွားလာတဲ့ကကန်ဆိုးမိုးမောင်ကြားခဲ့ရတာပါ။သူ့ကို light angel လို့ခေါ်တဲ့ဖြူစင်ဖြောက်မှတ်တဲ့နတ်ဖျားကောင်းတွေရှိရမှာသူ့မွာညီမဖြစ်တဲ့ Raphaela နဲ့အတူမွေးဖွားလာခဲ့ခြင်းဖြစ်ပါတယ်။နတ်ဖျား angel တွေရှိရမှာမွေးဖွားလာခြင်းကပဲအာဂတ်အတွက်နတ်ဆိုးဖြစ်ရခြင်းအဓိကအကြောင်းရင်းဖြစ်လို့လာခဲ့ပါတယ်။အဲ့ဒီနေရာမှာမိန်းကလေးတွေကပဲကြီးမြတ်သူတွေယာရုယာကန်ဖြစ်ထိုက်သူတွေတန့်စင်တဲ့ပုံကိုယ်တွေဖြစ်ရှေးရိုးတစ်ဖက်သက်ကန့်သက်ချက်တွေချထားလို့ဖြစ်ပါတယ်။အဲ့လိုတတ်မှတ်ကန့်သက်ချက်တွေကြောင့်ယောက်ျားလေးဖြစ်တဲ့အာဂတ်ကအလိုနေရင်ကြောင်ထိုးလူရမသွန်းအပေခံလုံးဖြစ်လာခဲ့ပါတယ်။မိန်းကလေးဖြစ်တဲ့သူ့မွာညီမ Raphaela ကတော့အားလုံးရဲ့ဖူးမုတ်အချစ်ခံရအလေးပေးခြင်းနေရာတကာမှာဦးစားပေးခံရတဲ့မင်းသမီးကြောင်လေးအဖြစ်ခမ်းနားထဲဝါကြီးမြတ်စွာနေလာခဲ့ရတာတွေအာဂတ်နေတိုင်းမြင်ရကြားရခံစားလာတော့သူ့ညီမလေး Raphaela ကိုအားကြမနာလို့တော်တော်လေးဖြစ်လာပုံကိုအာဂတ်ဝိုင်လိုင်းတစ်ခုမှာထည့်သွင်းထားပါသေးတယ် Don't ever say her name. The name Raphaela ဆိုတဲ့နာမည်လုံးဝမကြားချင်ဘူးဘယ်တော့မှငါရှိမှမပြောနဲ့ဆိုပြီးတော့ရေရွတ်ထားတာပါအာဂတ်နတ်ဆိုးဖြစ်လာခြင်းအဓိကအကြောင်းရင်းကတော့တိုက်ပွဲမှာနတ်ဆိုးတွေရဲ့ထောင်ချောက်မိပြီးတော့ဖန်စီချုံနှောင်ခံရခြင်းကအစပြုပြီးတော့ဒီမွန်နေနေရာမှာအာနာပါဝါရဖို့ legendary meteorite ဓာတ်ကိုခိုးယူပြီးတော့နတ်ဆိုးဖြစ်လာခြင်းဖြစ်ပါတယ်။တွေ့စီလာကလည်းလက်စားချေလိုစိတ်ကြောင့်နတ်ဆိုးတစ်ကောင်ဖြစ်လာခဲ့ရတာပါ။အလင်းဘက်ချက်မှာမွေးဖွားကြီးပြင်းလာပြီးတော့သူက Master of Blacksmith ကျွမ်းကျင်တက်မြောက်သူဖြစ်တယ်လို့တော်တော်လေးတိုက်ရီခိုင်ရီကောင်းတဲ့ hero တယောက်လည်းဖြစ်ပါတယ်။သူ့ဘဝတကယ်ကြေကွဲဝမ်းနည်းစရာအပြည့်ပါ။သူကအလုတ်အရန်စူးစမ်းပြီးတော့သူ့သား6နှစ်ပြည့်မွေးနေ့လက်ဆောင်ပေးဖို့အတွက်ပြန်လာချိန်မှာပဲချတော့ light ဆိုတဲ့လူကြီးလူကောင်းပါလို့နာမည်ခံယူထားကြတဲ့သူတွေကပဲသူ့မိန်းမနဲ့သူ့သားကိုရဲဆက်တက်လိုက်ကြတယ်။အဲ့ဒါပြင်သူ့ကိုဖန်စီချုံနှောင်ထားတာကိုသူ့အစွမ်းနဲ့လွတ်မြောက်အောင်စူးစမ်းခဲ့ပေမဲ့လည်းမလွတ်မြောက်နိုင်ခဲ့ပါဘူး။ဒီအချိန်မှာအလစ်ကလာပြီးတော့ကဲထုတ်တယ်ပြီးတော့မင်းသူတို့ကိုလက်စားချေခြင်းလားလို့မေးလိုက်တဲ့မေးခွန်းတစ်ခုနဲ့တင်ထရစ်လာက Abyss Demon တွေဘက်ရောက်ရှိလာခြင်းဖြစ်ပါတယ်။အဲ့ဒါအပြင်ချာတော့ like ကို Drezilla ရဲ့ voice line မှာလည်းလက်စားချေတုံ့ပြန်လို့မှုအပြည့်နဲ့ပြောထားတဲ့စကားလေးရှိနေပါတယ်။ They will come to know the true meaning of fear. ငါနာကျင်ခံစားရတယ်လို့မင်းတို့လည်းနာကျင်မှုအရာသာအစစ်မှန်ကိုခံစားရရှိစေရမယ်။ထရစ်စီလာကမိုနီယန်အင်ပါယာမှာရှိတဲ့ချာရော်လိုက်ကလူတွေကိုတကယ်ပဲလက်စားချေနိုင်မလားဆိုတာကိုတော့နောက် update တွေမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒိုင်ရောကတော့တော်ဝင်အင်ရှိဇံမင်းသားလေးအဖြစ်မွေးဖွားခဲ့ပေမဲ့နတ်ဆိုးတွေရဲ့မင်းသားဖြစ်လာခဲ့တယ်လို့ကြောက်စရာကောင်းတဲ့နတ်ဆိုးစစ်သူကြီးဖြစ်လို့လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်တော့မနာလိုမှုအာနာရလိုမှုအကျင့်ပြတ်ခြားစားမှုတွေနဲ့လက်စားချေလိုမှုတွေကအဓိကအကြောင်းရင်းလို့ပြောရပါမယ်။ဒိုင်ရောဟာမိုနီယန်အင်ပါယာဘီရင်ကြီးရဲ့တားတော်တစ်ပါးဖြစ်ခဲ့ပေမဲ့နတ်ဆိုးတွေရဲ့ကောက်ကျစ်မတမာတဲ့အကြံတွေနဲ့ခိုးယူမွေးစားခြင်းခံခဲ့ရတယ်။နတ်ဆိုးတွေကပဲတာအရင်ပုံစံကျွေးမွေးဆောက်ရှောက်ပြီးတော့တိုက်ခိုက်ရေးပညာတွေသင်ပေးပြီးတော့ကိုယ်တိုင်းပြည်ကိုပြန်တိုက်ခိုက်ခံရတဲ့တနာစရာဟီရိုတစ်ကောင်ဖြစ်ပါတယ်။သူ့ပွိုင်ဆိုင်မှာသူကဘာမသိညာမသိကြွေးကြော်ထားပါသေးတယ်။ Traitors are the best fuel for the hellfire, aren't they? ငရဲမီးတွေရဲ့အကောင်းဆုံးလောင်စာကတော့တစ်စပေါက်တွေပဲမလား။တကယ်ကိုတနာစရာကောင်းတဲ့နတ်ဆိုးဒိုင်ရော်လေးပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့စစ်ပွဲတွေဖြစ်လာလေသူ့အသက်ပိုရှည်လေဆိုတဲ့အမုန်းတရားတွေနဲ့ရှင်သန်နေထိုင်နေတဲ့နတ်ဆိုးဘီရင်မှာအလစ်အကြောင်းနဲ့အဆုံးသတ်ပြရစေအလစ်ကငယ်ငယ်လေးကလေးကအဆက်ခွဲခံခဲ့ရတဲ့အတွက်လမ်းတော်တော်တစ်ခုလုံးကိုသွေးချောင်းစည်းစေရမယ်ငါ့ကိုအဆက်ခွဲတဲ့သူတွေအားလုံးဒူးထောက်အရှုံးပေးစေရမယ်ဆိုပြီးတော့ကိုအမုန်းအာဃာတထားတဲ့ဟီရိုတယောက်ပါအလစ်ကပဲအမောက်ပဲချန်ဟီရိုအများစုကိုစစ်မီးတွေမငိမ့်အောင်မီးမောင်းတိုက်ခဲ့တာဖြစ်ပါတယ်တော်တော်လေးကိုမာယာများတဲ့ကြောက်စရာကောင်းတဲ့ Black Demon Queen
အလစ်ပဲဖြစ်ပါတယ်အားလုံးကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့လမ်းတော်မှာဖြစ်တည်နေတဲ့သွေးချောင်းစီးမှုတွေရဲ့အဓိကအရင်းမြစ်ကတော့မတရားမှုဗတ်လိုက်မှုနိုင်လိုမင်းထက်ပြုမှုမနာလိုဝင်တိုမှုလက်စားချေတုံ့ပြန်မှုတွေကအာနာပါဝါလိုချင်မှုတွေကအဓိကအကြောင်းရင်းလို့ခြုံငုံသုံးသပ်မိပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘေးကင်းကြမ်းပါပြီးတော့ကန်ထုကန်ကောင်းသောနေလေးပိုင်ဆိုင်ရရှိကြပါစေလို့ကျွန်တော်ဗီဒီယိုလေးကနေတော့ဆုတောင်းပေးပါတယ်